အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကဒီနေ့အသက်20ပြည့်ပြီးရင်လုံးတင်တယ်အရှစ်98ကိုပြောပြပေးမှာအရှစ်98ကိုပြောပြပေးမှာဖြစ်ပါတယ်အသက်20နဲ့ပြည့်ပြီးသွားရင်ဘဝမှာတစ်စချိုးပြောင်းလဲသွားပါအချိန်တွေတအားပေါ်တယ်မထင်မဲနဲ့လုံးတင်လုံးထိုက်တာတွေကိုတစ်ခုပြီးတစ်ခုလုပ်ပြီးတော့အချိန်ကိုအကျိုးရှိတာကုန်ဆုံးပါsocial media မှာပဲအချိန်ဖြုံးမနေဘဲနဲ့ဘဝအတွက်ရည်မှန်းချက်ရှိပါတည်တည်တိုက်တဲ့အသိပညာတက်တဲ့ skill language musical instrument coding cooking banking တွေကိုသင်ယူပါပညာရွှေကိုလူမခိုးဆိုတဲ့အတိုင်းပညာရေးကိုစုံကတိုင်အောင်သင်ယူပါ career ကောင်းကောင်းရအောင်တည်ဆောက်ပါအဲ့ဒါနဲ့အတော်မဲ့ဟေးရေးပိုင်း Jin Clear စာအုပ်ကိုဖတ်ပါအသက်30နဲ့40အရွယ်ကြရင်ပြုစုပြောထောင်တင်တဲ့အရှစ်တွေကိုသူကလမ်းညွန်ပေးပါလိမ့်မယ်အမှုချင်းကောင်းတွေကိုလည်းလမ်းညွန်ပေးပါလိမ့်မယ်ဘဝမှာဆုံးဖြတ်ရှင်းမှန်ကန်စွာရှက်တတ်အောင်သင်ကြားပေးပါလိမ့်မယ်လင်းအချွေကိုလူမခိုးဆိုတဲ့အတိုင်းပညာရေးကိုစုံကတိုင်အောင်သင်ယူပါကယ်ရီယာကောင်းကောင်းရအောင်တည်ဆောက်ပါနံပါတ်2အတော်မဲ့ဟေးရေးပိုင်း Jin Clear စာအုပ်ကိုဖတ်ပါအသက်30နဲ့40အရွယ်ကြရင်ပြုစုပြောထောင်တင်တဲ့အရှစ်တွေကိုသူကလမ်းညွန်ပေးပါလိမ့်မယ်အမှုချင်းကောင်းတွေကိုလည်းလမ်းညွန်ပေးပါလိမ့်မယ်ဘဝမှာဆုံးဖြတ်ရှင်းမှန်ကန်စွာရှက်တတ်အောင်သင်ကြားပေးပါလိမ့်မယ်နံပါတ်4 what is your board of ဘာလုပ်အဆုံးကိုစူးစမ်းလုပ်ပါတဲ့ဒီဇိုင်းမလုပ်ပါပေါ့နော်နေပယ်အသက်တွေမှာစူးစမ်းကြည့်ပါလူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် networking ကောင်းအောင်လုပ်ပါပေါ့ဒါတော့လုံးဝအရေးကြီးတယ်လို့ကျွန်တော်ထင်တယ်ဗျာနံပါတ်4အရှစ်စိတ်ခံစားမှုပါတဲ့အရေးကြီးပေမဲ့တခဏပျော်ရွှင်မှုအတွက်တဘဝတာစိတ်ဆင်းရဲရတာမဖြစ်ပါစေနဲ့လက်ရှိတကိုယ်တည်းဘဝမှာလို့လက်ပျော်ရွှင်နေထိုင်ပါနံပါတ်5တငယ်ချင်းမိတ်ဆွေရွေးပေါင်းဒါလုံးဝအရေးကြီးရနော်အပေါင်းအသင်းကြောင့်ဂုံပြစ်တယ်လို့အပေါင်းအသင်းကြောင့်လည်းဂုံတက်တယ်ဆိုတာလုံးဝလက်ခံလို့ရတယ်စကားပဲဖြစ်ပါတယ်တငယ်ချင်းမိတ်ဆွေရွေးပေါင်းကိုစူးစမ်းစေမဲ့တိုးတက်မဲ့ positive influencer ဖြစ်ပြီးတော့ value added ဖြစ်စေမဲ့သူတွေနဲ့မများပေါင်းပါအတင်းရှာတဲ့သူအစိတ်သင့်စေသူ drama များသူတွေကိုဝေးရချောင်းပါနံပါတ်6အမှားလုံးမိပန်းလူတွေဘိုင်ဒန်လှုပ်ပြီးတော့သူတစ်ပါးကိုအပြစ်ပုံမချဘဲနဲ့တာဝန်ယူပါနောက်ထပ်မလုံးမိအောင်လဲကွာစင်ကြီးမှာတတိထားပါမခွန်တော့မမဲ့ပဲနဲ့ delay gratification ရေရှည်ကိုစဉ်းစားပါအကျွေးနဲ့ဝယ်ရမယ်တန်ဖိုးကြီးရတွေကိုမဝယ်မတက်နိုင်ပဲအကျွေးနဲ့ဝယ်ရမယ်တန်ဖိုးကြီးရတွေကိုမဝယ်ပဲအလုပ်လုပ်ပြီး budget ရှာပြီးပိုက်ဆံစုပါပိုက်ဆံကိုတိုးပွားအောင်လုပ်ပါဒါကတော့ကျွန်တော်ပြပေးသွားတယ်အသက်22နှစ်ပြည့်ပြီးရင်လုံးတင်တဲ့အရှစ်98ပဲဖြစ်ပါတယ်အားလုံးပဲစိတ်သက်ခွန်အားလေးတွေရကြပါစေဆုံးဖြတ်ချက်တွေလည်းမှန်ကန်ပါလိမ့်ခင်ဗျာ